ပလဲရီအောက်ကျမ်းပြင်မှာကွန်ပျူတာတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပူပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီဆက်ဟာလျှက်စစ်စွမ်းအင်မပေါ်ပေါက်ခင်နှစ်ပေါင်း2000လောက်ကတည်းကတည်ဆောက်ထားတာပါ။1900ခုနှစ်မှာရေငုပ်သမားတချို့ဟာနစ်မြုပ်နေတဲ့သင်္ဘောပျက်ကြီးတွေကနေကြောက်ဖြစ်ရုပ်ကျွင်းလိုခဲနေတဲ့အရာတစ်ခုကိုဆယ်ယူရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ကြေးဝါကီယာတွေနဲ့ဒိုင်ခွက်ပေါင်းများစွာပါဝင်နေတာတွေ့ခဲ့ရပါတယ်။အစပိုင်းမှာတော့သမိုင်းပညာရှင်တွေကဒါဟာရှေးဟောင်းနာရီအပြည့်တစ်ခုပဲလို့မှတ်ချက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ HCA နဲ့ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါမှာတော့လုံးဝမဖြစ်နိုင်တဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဆက်ဟာဂျိုရီရဲ့တွာလာမှုလမ်းကြောင်းကိုတိတိကျကျခြေရခံနိုင်ုံတင်မကပဲနေကျက်တာလာကျက်တာတွေကိုပါနှစ်ပေါင်းများစွာကြိုတင်တွက်ချက်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒါကအစမ်းကျယ်ဆုံးအပိုင်းမဟုတ်သေးပါဘူး။အဲ့ဒီဆက်ထဲမှာတုံးထားတဲ့စက်မှုနည်းပညာအချို့ဟာတူရှိနေတဲ့ခေတ်ကာလထက်ရာစုနှစ်ပေါင်းများစွာရှေ့ရောက်နေခဲ့တာပါ။အဲ့ဒီလောက်မြင့်မားတဲ့အင်ဂျင်နီယာအတတ်ပညာမျိုးဟာနောက်ထပ်နှစ်ပေါင်း1500ကြာတဲ့အထိကမ္ဘာပေါ်မှာတစ်ခါမှထပ်မပေါ်လာခဲ့ပါဘူး။အဲ့ဒီခါကျမှပဲသူတေသီတွေကဒီနည်းပညာဟာတမိုင်းထဲမှာဒီအတိုင်းကြီးပြောက်ကွယ်သွားခဲ့တာကိုသတိထားမိလိုက်ကြပါတယ်။ရှေးခေတ်ကလူတွေဟာသူ့ခေတ်သူအခါထက်အပြည့်အသက်သာလွန်တဲ့စက်မှုအတတ်ပညာကိုတက်မြောက်ထားပုံရပါတယ်။ကျွန်တော်တို့ရဲ့ယနေ့ခေတ်စက်ပစ္စည်းတွေဟာတီထွင်မှုအသစ်တွေမဟုတ်ပဲရှေးလူတွေခြံရစ်ခဲ့တဲ့လက်ကျန်တွေနဲ့ပိုတူနေတယ်လို့ပါပဲ။ဆိုတော့တမိုင်းဟာမြင်းဖြောင်အတိုင်းရှေ့ကိုပဲသွားနေတာမဟုတ်ပဲစက်ဝိုင်းတစ်ခုလိုလဲပတ်နေတာများဖြစ်နေမလား